ဆိုရင်တော့ကျွန်တော်တို့ရန်ကုန်မြို့ကြီးကနေထွက်တော့မှာပေါ့နော်ရန်ကုန်မြို့ကြီးကနေထွက်တော့မှာဆိုတော့ကိုကတော့ကားနေနဲ့ပိတ်ဒါတော့ပိတ်နေတယ်ဒီလမ်းကြောင်းနေတော့ one way ပေါ့ဗျာကျွန်တော်တို့တက်ပြီးတော့နေချိန်ပြီးတော့ဒါဆိုဒီလမ်းခဏခဏသွားနေတယ်ပေါ့ဒီလမ်းတွေသွားမယ်တော့အခုထွက်ပါမယ်လမ်းမကြီးဒီနားမှာသမင်းခါပြင်ဖန်4000ဆိုတဲ့ဆိုင်ရှိရဗျာ5000ဆိုင်ရှိတယ်ကောင်းလားဆိုတော့ဒါတော့မဟုတ်ပါဘူးကောင်းလားဆိုတော့မဟုတ်ပါဘူးကောင်းဒီတင်4000ဆိုတော့ဒီတင်ကောင်းမှာဒါအခုဝေပြီးလိုက်တဲ့ရေပြီးလိုက်တဲ့ရေကိုဒါတော့ကျွန်တော်ပါလိုက်ရေပြီးတော့အေးရတယ်ကောင်းတော့နေကြတယ်မှာပဲအောင်မင်္ဂလာဝေးပြေးဝင်ကနေထွက်တော့မှာပေါ့နော်ဒီကတော့ဒီနားမှာခဏနေကြပြောဆိုင်လေးဒီနားမှာတွေ့မရှိအောင်ကြောခဲ့ပြီကဲဟုတ်ပါပြီအခုကတော့ဒါကတော့ဒါလမ်းမကိုရောက်လာပေါ့နော်ဒီလမ်းမနေကျွန်တော်ထွက်လာပြီဆိုရင်ဒါကကျွန်တော်အမှတ်3လမ်းမကြီးကနေဒီကျွန်တော်မြန်လမ်းမကိုတက်မှာပေါ့နော်ကဲအခုကတော့ဒါအောင်မင်္ဂလာတွေထွက်ဖို့အတွက်အောင်မင်္ဂလာတွေကမိန်းလမ်းမကိုရောက်နေဒီအပြင်တော့ဒါကအောင်မင်္ဂလာလမ်းမကြီးကနေထွက်လာပြီးတော့အခုမိန်းလမ်းမကြီးပေါ်ရောက်လာပြီပေါ့အခုကားတွေကတော့ဒါမြင်နေရကားတွေအကုန်လုံးစီတန်းစီနေကားတွေဖြစ်ပါလေလောက်ရှည်လေးဆိုအခုကားသွားနေနှုတ်နေတာကြည့်လိုက်ပါတော့ဒီနားမှာဆရာကြီးဆိုတဲ့ဆရာကြီးဆိုတဲ့စီတိုင်းတစ်ခုရှိတယ်အဲ့လိုစီတန်းစီနေကြတဲ့ကားတွေပါကိုရီးယားတော့လောလောဆယ်ဒီစီတန်းစီတဲ့ဒီစားနေနေတော့ဝေးသွားပြီပေါ့နော်အဲ့ရှိကားကိုတော့နေရထင်တာပဲဆရာကြီးစီတယ်ဆိုတာဖြစ်ဖို့များတယ်ဟုတ်တယ်အဲ့တော့ဒီကားတွေပဲရွေ့သွားတယ်ဆိုတော့အဲ့စီတယ်ဒီခဏနေကိုသွားတဲ့ကားတွေကစီရောသာမရောက်သေးဘူးဆရာကြီးစီတယ်ဟောအခုမှကျွန်တော်ဒီရောခန္ဓာပဲရှိသေးတယ်အခုဒီမှာတန်းစီနေကြတော့ကျွန်တော်ကအခုမှအမှတ်3လမ်းမကိုတက်မှာအခုမှအမှတ်3လမ်းဆောင်ခေါ်မှာပေါ့နော်အဲ့ဒီကိုပဲရောက်တာရှိတယ်အဲကြတော့အခုဒီမှာတိုင်းဆိုတန်းစီတော့မှမမြင်ရပါဘူးရောမှာဆရာကြီးစီတယ်ပါအဲ့ဒီအိမ်မဦးလို့ဘာလို့နေလဲဆရာကြီးစီတယ်မှာအဲ့ဒီမှာတော့ကားကြီးကုန်တန်းစီနေကြပါလေစီတယ်ညို့ကျင်းနေတွေ့ပါလိမ့်မယ်